ဘယ်လို club ပြလဲ So nursery ကသူ 40% off, rising 2က50% off. အားလုံးပဲမင်္ဂလာပါဒါ say hi ကဲအခုဆို Kings ရန်ကုန်ရဲ့အငယ်တန်း graduation ရောက် လဲခေါ်လာ အဲ့တော့သူ့ဘာခေါ်လာသူ့ကိုမမ her stu လေးရယ် her stu မလေးရယ်လည်းဒီနေ့ graduate ဖြစ်မှာဆိုတော့တခါတည်းဒီမှာအချိန်လေးလာလေးလာနေရင်လည်းသူ့ဘာခေါ်လာတာထင်အောင်တင်မယ် စိတ်ဝင်စား စိတ်ဝင်စားတယ်တူမလေးကိုစောင့်နေတာသူတူမလေးကိုပန်းစီပေးမလို့တူလေးကတော့နင်းလို့မကောင်းလို့စောစောအိမ်ပြန်သွားတယ်တဲ့ဆိုတော့တိန်နေပဲဆိုတော့ထည့်ပေးလိုက်မလို့လာပြီဟောအာ look at the dress 1 2 well done well done congratulations ပပေးလာနေရောအားလုံးစင်တူလေးတွေလားဟာလားသူတို့ dress တွေကြီးခဲဝင်လာကြီးကမပြီးသေးဘူးတဲ့လေးရယ်မောင်လေးရောတီးလေးရောတဲ့အိမ်လေအော်ဟုတ်တော့ဗောချစ်လားချစ်တာဒီတီးလေးကဘယ်သူဟာလဲတူတာဟာလားတချင်လဲဆိုပါကြိုက်အိမ်မှာတချင်လေးအော်ဆိုလဲခလာတူတာဘယ်နဲ့ချောတာပဲကြည့်နေချောတာကဲပြောင်းပါပြီ ဟိုမှာတကယ်ချင်းတွေရောသူတို့သားသမီးတွေရောမိတ်ဆွေအတိမိတ်ဆွေတွေရောသူတို့သားသမီးတွေနောက်တစ်ခါ first အမျိုးတွေပေါ့အဲတူလေးကတော့မတွေးလိုက်ရတော့ဆော့ဆော့ပြန်သွားလို့တူမလေးလည်းတွေးလိုက်ရတယ် အများကြီးပဲထင်တော့မထင်ဘူးတော်တော်များများတကယ်ချင်းနေသားသမီးထားကြတာအခုမှတွေ့ ကျောင်းသူတွေလည်းအများကြီးမိဘတွေလည်းအများကြီးတွေ့ရပေါ့နော်လုံးဝပွဲရစီစီကပဲပျော်စရာကြီးတို့ကလေးလေးတွေလည်းကြည့်ပြီးတော့လေအမစင်ပေါ်မှာသူတို့ performance တွေလုပ်ကြတယ်အမစုလေးတက်ယူကြတယ်သူတန်းလိုက်တော့ချစ်စရာလေး speech တွေသူတို့ပြောကြတယ်ပေါ့နော်တော်ကြရနော်ကလေးတွေပကြီးဆွဲထားတာလေးလေ ဟုတ်တယ် ဝင်သွားမှာလေ သူတို့ art work တွေလည်းအကုန်လုံးဟိုမှာ show ပြထားတော့လေဒီကျောင်းတော့ပြန်တက်ချင်ပါဆိုတော့အခု Kings ရန်ကုန်ရဲ့အငယ်တန်း campus ကလည်းဒီရွှေတောင်ကြားလမ်းမပေါ်မှာပဲအေးရမယ်လမ်းမပေါ်မှာအဲ့အကြောင်းလေးလဲနော်ဆက်စချင်းဖြတ်သွားတော့ဆိုရင်ထားချင်စရာလေးဆိုအကြောင်းလေးဟုတ်တယ်ဆိုတော့လည်းတသားပိုက်နေတော့သွားကြည့်လိုက်သေးတယ်အဲ့ဒီရဲ့ကတ်လေးတွေကိုဒီထဲမှာထည့်ပေးလိုက်မယ်campus ဆိုကြည့်တော့ဘာသဘောကျလဲဆိုတော့အငယ်တန်းနေဆိုအဲ့မှာလေသူတို့အရွယ်လိုက်ပေါ့နော်တချို့ကလေးလေးဆိုအဲ့မှာအိတ်နေတွေ့ရတယ်နောက်ပြီးတော့သူတို့စီမှာအဲ့သဘောကျ music class ရှိရယ်ပြီးဆော့တဲ့ဟာလေးတွေအများကြီးထားတာလေးလည်းအများကြီး classroom လေးတွေကလည်းအဲ့လိုလေးတည့်ရက်နဲ့ကျောင်းဆရာမတွေလည်းတွေ့လိုက်တယ်ပေါ့နော်နောက်အဲ့မှာကျောင်းတက်နေတဲ့အတိမိတ်ဆွေရဲ့သားသမီးတွေလည်းတွေ့လိုက်သေးတယ်လေးလေးလေးချစ်စရာလေးတွေကျောင်းလေးကအဲ့လိုထားချင်စရာလေးပေါ့နော် uniform လေးတွေရတယ်တကယ်ချစ်ဖို့ပေါ့နော်ကလေးတွေကြည့်ချစ်စရာလေးတွေပဲအကုန်လုံးသဘောကျတယ်ဆိုတော့အခုလောလောဆယ်သူတို့စီမှာ scholarship program လေးရှိရပေါ့နော်အနေအကန့်အသတ်ရှိရလို့လည်းသိရတယ်ဆိုတော့ nursery ကသူ 40% off, rising 2က50% off ဆိုတော့စိတ်ဝင်စားလို့ရှိရင်တော့ဟိုစားအကြံပေးရကအကြောင်းသွားကြည့်ဟုတ်တယ် campus ကိုတောင်းလေကြည့်ကျောင်းဆရာဆရာမတွေနဲ့ရောကျောင်းအုပ်တွေနဲ့ရောအကုန်လုံးတွေ့ကြည့်ပါတော့ကျောင်းသားကျောင်းသူတွေအနေထားလေးလည်းကောက်ကိုလေ့လာကြည့်ပါတော့ပြီးလို့ရှိရင်တော့စောစောစီစီအမဲ့ season ရှိရဆိုလို့ရှိရင်အပူတော့ဟိုစားဘယ်လို discount ပေးရဲ့အချိန်ဆိုရင်ဟုတ်တယ်ဘယ်လို discount ပေးရဲ့အချိန်ကြတော့လေ့တန်တယ်ဆိုတော့သွားပြီးတော့အပူ recommend ပေးရဆိုအငယ်တန်းမှာဒီမိတ်ဆွေတွေရဲ့တာသမီးတွေပိုများ
ကိုယ်နဲ့တကယ်ချင်းတွေကလည်းရွယ်တူဖြစ်လို့လာတော့မသိဘူးပေါ့နော် ဟုတ်တယ်ကလေးတော်တော်များများဒီလိုတွေ့တယ်တကယ်လေးသားသမီး အကြီးတန်းမှာတော့ကိုယ်အသိမိတ်ဆွေမတွေ့ခဲ့သေးဘူးဒါပေမဲ့ အငယ်တန်းမှာ အငယ်တန်းမှာအပူများတယ်ဆိုတော့အဲ့ဒါလေးပြောချင်တယ်ခုန graduation ceremony ဆိုတော့တောင်းဆိုကျောင်းသူကျောင်းသားတွေပဲတက်ခွင့်ရမိဘတွေပဲပေါ့နော်တက်ခွင့်ရပြီးမြင်ရတဲ့ဟာမျိုးပေါ့နော်အခုအားကြောင့်ဆိုဒီနေ့ဆိုလည်းဗီဒီယိုထဲမှာ share ပေးလိုက်တော့အနေထားလေးတစ်ခုအားလုံးမြင်သွားတာပေါ့ဒီနေ့ရီရပြပြအောင်ဒါအရှက်တွေထိုင်ပြီးအနောက်ကတော့ Kings ရဲ့လူနဲ့ကျောင်းရဲ့ logo Lion လေးကျောင်းသားတန်းอ่ะပေါ့နော်အကုန်လုံးအဲ့အယုတ်လေးတွေကင်တာကြောင့်အဲ့ဒါတရွတ်ယူတဲ့ဆိုတော့အဲ့ရုပ်ကိုလိုချင်လို့ Lion ရုပ်ဆိုတော့အဲ့လည်းမဟုတ်လို့တလို့ဒီရုပ်ကလို့ဒီကျောင်းမှာတက်လို့ graduation ဖြစ်လို့ရတာအဲ့လို့ဆိုတော့အဲ့ဘာပြောလဲဆိုတော့တကျောင်းတက်တယ် ခုရတက်ချင်တယ်တော့ အယုတ်လိုချင်လို့တကျောင်းတက်တယ် तू ကတော့ကျောင်းပြော်ပဲပုံမယ်နော် ကြောင်မဲ့ပုံမဲ့တော့ ဟုတ်တယ်ဆိုတော့သဘောကျတယ် King စံကုန်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်နောက်တဲ့ဗီဒီယိုကြမှာပဲတွေ့ရမယ်တတာ subscribe